ဒီဗျမဇာလတုံမှာမြတ်စွာဘုရားကဘယ်လိုဟောထားတော့ကိုယ်လာကဲ့ရဲ့လို့ရှင်စိတ်မဆိုးနဲ့ဘာဖြစ်လို့စိတ်မဆိုးနဲ့ပြောရင်စိတ်ဆိုးနေရင်တိုးတက်မှုအန္တရာယ်ဟာမင်းမှာပဲဖြစ်မယ်တိုးတက်မှုအတွက်အနှောက်အယှက်ဖြစ်သွားလိမ့်မယ်ဒါတည်းမကဘူးစိတ်ဆိုးတဲ့ပုဂ္ဂိုလ်တယောက်ဟာအသိဉာဏ်မှာတုံးသွားတစ်ဖက်သားပြောတဲ့စကားအကောင်းဆုံးအကြောင်းကျိုးဆိုတာ तू မစင်စားနိုင်တော့စိတ်ဆိုးတာနော်စိတ်ဆိုးလိုက်တာနဲ့တပြိုင်နက် तू ကအကောင်းဆုံးအကြောင်းကျိုးနားမလဲဒီကလေးကကိုယ်ကနစ်နာနေပြီအဆဲလဲခံရသေးတယ်အကဲ့ရဲ့လဲခံရသေးတယ်ကိုယ့်ရည်ရင်တဲ့နှလုံးထဲမှာလှုပ်ရှားပြီးတော့အကောင်းဆုံးအကြောင်းကျိုးသိတတ်တဲ့အသိပညာလဲကိုယ်မှာမဖြစ်ဘူးဆိုကိုယ့်ရဲ့ဆုံးရှုံးမှုတွေဒီမှာပဲရှိနေပြီအဲ့ဒါကြောင့်မြတ်စွာဘုရားကတုံမန်ယေဝတ္တတေနအန္တရာယောကဲ့ရဲ့လို့ဆင်းပြန်ပြီးတော့စိတ်ဆိုးနေမယ်ဆိုလို့ရှိရင်ကိုယ့်အတွက်ပဲတိုးတက်မှုရဲ့အန္တရာယ်ဖြစ်မယ်တိုးတက်မှုရဲ့အန္တရာယ်ဖြစ်ယုံနေမကဘူးသူပြောတဲ့စကားရဲ့ကောင်းလားအဆိုးလားဆိုတာမခွဲခြားနိုင်တော့ဘူးဒေါသဖြစ်နေသည့်အတွက်ကြောင့်ဒေါသစိတ်မှုန်းနေသည့်အတွက်ကြောင့်အကောင်းဆုံးခွဲခြားနိုင်ဘူးတဲ့အဲ့ဒီကလေးကမှားမှားယွင်းယွင်းလှုပ်တော့မယ်ဆိုတဲ့အဓိပ္ပာယ်ရနေပြီနော်အဲ့တော့မြတ်စွာဘုရားကဒါဖြင့်ငုံခံနေရမှာလားကဲ့ရဲ့လာလို့ရှိရင်ကဲ့ရဲ့လာတဲ့စကားကိုငုံခံရမလားလို့ဆိုမဟုတ်ဘူးတဲ့မြတ်စွာဘုရားတုံ့ပြန်မှုတော့ပေးရမယ် respond လုပ်အောင်ငုံခံနေဖို့မပြောကဲ့ရဲ့လာမယ်ဆွဆွဲလာမယ်ဆိုလို့ရှိရင်မဟုတ်ဘူးဆိုတာကိုပြန်ပြောအောင်ပြန်လိခြေပပြောဆိုအောင်သို့တော့ရှင်တဲ့ကဒေါသနဲ့ပြန်မလုံးနဲ့ဒေါသနဲ့ပြန်လို့ရင်သူ့ဟာကိုအတိမတ်ပြုရရောက်သွားတယ်ပြန်ပြီးတော့တုံ့ပြန်ဖြေရှင်းပါတဲ့ဒါမမှန်ဘူးဒါမဟုတ်ဘူးဆိုတာကိုအကျိုးအကြောင်းနဲ့ပြန်တုံ့ပြန်သို့တော့တစုံတစ်ယောက်ကဆဲလာပြီဆိုလို့ရှိရင်ကတော့သိခံလိုက်ပါတယ်အဲ့ဒါကြတော့တုံ့ပြန်စရာမလိုဘူးအဲ့တော့ခန္တီဆိုတဲ့သဘာဝတရားကိုလည်းကြည့်လူအများစုကလက်ခံထားတဲ့ခန္တီဆိုတာကငုံခံနေတယ်သို့တော့စိတ်ထဲကမကျေနပ်ဘူးဆိုရင်ခန္တီမဟုတ်ဘူးအဲ့ဒါခန္တီဆိုတဲ့သဘောတရားဟာထိုပုဂ္ဂိုလ်တယောက်ယောက်ကဆဲလာတာကိုလုံးဝအတိမတ်မပြုတ်ဘဲနဲ့ကိုယ့်ရဲ့စိတ်ထဲကမူလစိတ်အခြေအနေပြက်ပြားမသွားအောင်ထိန်းနိုင်မှခန္တီခန္တီဆိုတဲ့စကားလုံးကို grammar ရှုထောင့်ကပြောမယ်ဆိုရင်ခမှုတဟနေဆိုတဲ့ပုဂ္ဂလာခမှုဆိုတာစွန့်ရည်တတ္တိပဲဘယ်လိုစွန့်ရည်တတ္တိတုံးလို့ဆိုလို့ရှိရင်ကိုယ်စိတ်ဓာတ်ကလေးပင်ကိုယ်စိတ်ဓာတ်ကလေးပြတ်မသွားအောင်ထိန်းနိုင်တဲ့စွန့်ရည်တတ္တိပဲဒီလေတန်ငယ်ချင်းနှစ်ယောက်စကားပြောနေတယ်ရဲရဲမောမောနေကြတယ်ဒီပြင်လူတစ်ယောက်ကလာပြီးတော့သူတို့ဆဲလိုက်တယ်ဆိုရင်ဟာနှစ်ယောက်စလုံးထပြီးရှူရှူတိုင်းတိုင်းဖြစ်သွားရင်ဒါသူတို့ပျော်ရွှင်နေတဲ့စိတ်ကိုသူတို့မထိန်းနိုင်တာပဲလောကဓာတ်မုံတိုင်းဟိုကလာတိုက်တာကိုသူတို့မထိန်းနိုင်လို့ရိမ့်ရိုင်သွားတဲ့သဘောပဲနော်သူဘာပြောဘလို့ပဲဆဲအပြုံးမပြတ်ဘူးကိုယ့်ဟာကိုယ်ဆက်စကားပြောနေကြလို့ရှိရင်ခန္တီပဲအဲ့ဒါတော့အဲ့ဒီခန္တီဆိုတာတကယ်မြင့်မြတ်သူတို့ရဲ့ကျင့်စဉ်မှုပါရမီ10ပါးထဲမှာတောင်ခန္တီပါရမီဆိုတာထည့်ထားတာနော်ခန္တီဟာနှစ်ဦးနှစ်ဝအတွက်အကျိုးရှိတယ်ဒါကြောင့်မို့မြတ်စွာဘုရားကဆွဆွဲလာရင်တော့ဖြေရှင်းပါတဲ့ဆွဆွဲလာတာမဟုတ်ဘူးကဲ့ရဲ့လာတယ်ဆွဆွဲလာတယ်ဆိုရင်ဖြေရှင်းလို့ရတယ်ဆဲရိပ်လာရင်တော့တုံ့ပြန်စရာမလိုဘူးတဲ့သိခံမှုနဲ့နေရမယ်လို့ဒီလိုဆိုတယ်ဒါမှန်ကန်တဲ့လမ်းကြောင်းတွေကိုပေးတယ်မြတ်စွာဘုရားကိုယ်တိုင်ကလည်းဒီလိုသိခံပြီးတော့နေတယ်သိခံလိုက်တဲ့ဖြင့်တစ်ဖက်သားဟာသူ့ဘာသူအလိုလိုဆဲရိပ်မှုတွေရပ်တန့်ပြီးတော့သွားတယ်နောက်ဆုံးမှာစိတ်ဓာတ်တွေပါပြောင်းလဲသွားစေနိုင်တယ်သိခံမှုရဲ့စွမ်းအားမြတ်စွာဘုရားကသိခံမှုရဲ့စွမ်းအားနဲ့အမတန်ကြမ်းတမ်းတဲ့ပုဂ္ဂိုလ်တွေကိုအနိုင်ယူခဲ့ဘူးတယ်အာလဝကာကြီးကိုအနိုင်ယူခဲ့တာသိခံတဲ့စိတ်နဲ့အနိုင်ယူခဲ့တာပဲဘလောက်ကြမ်းတမ်းတဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်သိခံမှုဆိုတာနဲ့အနိုင်ရခဲ့တယ်ပေါ့ဒီကနေ့ခေတ်မှာလည်းပဲသိခံနေလို့နောက်ဆုံးအနိုင်ရသွားတဲ့ပုဂ္ဂိုလ်တွေရှိပါတယ်စိတ်ဓာတ်စွမ်းအားနောက်ဆုံးမှာသိခံနေသည့်အတွက်ကြောင့်ကိုကရှုံးသွားအောင်အရှုံးမဟုတ်ဘူးအရှုံးဆိုတာဘာကိုပြောတာတုံးလို့မေးမယ်ဆိုရင်ကိုယ့်ရဲ့တန်တန်မှာ
အကုသိုလ်တွေဖြစ်သွားမှအရှုံးပါတဲ့သို့တော့လူတွေကအကုသိုလ်ဖြစ်သွားတာကိုအရှုံးလို့မထင်ဘူးဘာကိုအရှုံးထင်လို့ဆိုရင်ခုံကိုထိခိုက်လို့အစော်ကားခံလိုက်ရလို့ခုံရှုံးသွားတာကိုရှုံးတယ်လို့ထင်တယ်ပစ္စည်းဥစ္စာဆုံးရှုံးသွားမှဆုံးရှုံးတယ်လို့ထင်တယ်တစုံတစ်ခုဆုံးရှုံးသွားမှဆုံးရှုံးတယ်လို့ထင်တယ်ကိုယ်စိတ်ဓာတ်ကလေးကောင်းမွန်တဲ့စိတ်ဓာတ်ကလေးဆုံးရှုံးသွားတာကြတော့နှမျောရကောင်းမှမသိဘူးတကယ်အနှစ်သာရကကိုယ်စိတ်ဓာတ်ကလေးဆုံးရှုံးမှုကအနှစ်သာရမဆုံးရှုံးမှုကပိုတာဝန်အရေးကြီးတယ်ပစ္စည်းဥစ္စာဆုံးရှုံးသွားတာအပင်ငရဲမရောက်ဘူးဂုဏ်သိက္ခာတွေဆုံးရှုံးသွားတာအပင်ငရဲမရောက်ဘူးသိခံလိုက်သည့်အတွက်ကြောင့်ဘာကအပင်ငရဲရောက်တော့ဆိုရင်တုံ့ပြန်ပြီးတော့ဒေါသထွက်လိုက်ရင်အဲ့ဒီဒေါသသည်မကောင်းတဲ့ဘုံကိုအ ਨੇ ဆုံးတော့အယုတ်ဆိုးအကြည့်တန်တဲ့ဘဝကိုပို့ပေးတယ်ဒီကနေ့ခေတ်လူတွေမှာကြည့်လိုက်တချို့မျက်နှာလေးတွေပြုံးရွှင်တဲ့မျက်နှာရှိတယ်တချို့မျက်နှာတွေကပြုံးလို့မရတဲ့မျက်နှာမျိုးကြီးတွေရှိဘာဖြစ်လို့ဟိုဘဝတုန်းကခဏခဏစိတ်တူခဲ့လို့စိတ်တူနေတဲ့အချိန်မှန်နဲ့ကြည့်လိုက်ပေါ့ဘလို့မှမလှဘူးလေစိတ်တူနေတဲ့မျက်နှာအဲ့ဒီမျက်နှာမျိုးကြီးတွေကြီးပဲနောက်ရဆက်ပြီးတော့အဲ့ဒါကိုယ့်အတွက်ဆုံးရှုံးမှုဘဝမှာမလှမပဖြစ်တယ်လို့ဒီလိုပြောတာနော်အေးဒါကြောင့်မို့လို့ဗျမဇာလတုတ်တံမှာမြတ်စွာဘုရားကဒီလိုဟောတာထို့တူပဲပတန်တာလို့ခေါ်တဲ့ချီးမွမ်းခံရမှုနဲ့ကျုံလာပြီဆိုလို့ရှိရင်ဘာလို့ချီးမွမ်းခံရမှုနဲ့ကျုံလာပြီဆိုလို့ရှိရင်လေဝမ်းမသာနဲ့ဘဝင်မမြင့်လိုက်နဲ့လို့ပြောရသောအပြင်လူတွေကဝမ်းသာပြီဆိုရင်လောကရန်လို့မထင်ကြဘူးအဲ့ဒါလဲလောကရန်ကိုမခံနိုင်လို့စိတ်ရဲ့လှုပ်ရှားမှုလို့ခေါ်တယ်ချီးမွမ်းခံရလို့ရှိရင်တဲ့ဝမ်းသာနေမယ်ဆိုရင်ဘာဆုံးရှုံးနိုင်တော့ဆိုလို့ရှိရင်အဲ့ဒီဝမ်းသာမှုကြောင့်ဒါလေးတွေကျင့်တတ်နေပြီးတော့ကိုယ့်ရဲ့တိုးတက်မှုအတွက်အန္တရာယ်ဖြစ်တယ်ဟောဘဝင်မြင့်သွားရင်ဒီတဲ့ပိုဆိုးတဲ့အန္တရာယ်တွေရောက်နိုင်တယ်ပေါ့ဝမ်းသာလွန်အားကြီးနေတဲ့ပုဂ္ဂိုလ်တယောက်အသိဉာဏ်မှာတုံ့သွားနိုင်တယ်ဒါကြောင့်ဝမ်းသာမနေနဲ့ဘာလို့appreciate လုပ်ရမယ်အေး तू ပြောတာမှန်တယ် तू ချီးမွမ်းတဲ့အတိုင်းဟုတ်တယ်ဒီလိုပဲ appreciate လုပ်ပါဒါလောကရန်တွေနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားကဟောတဲ့ဒေသနာတွေလက်တွေ့ကျင့်သုံးရမယ့်ဟာဘုရားတရားတော်ကဆေးဝါးလိုပဲယောဂပျောက်ခြင်းဆေးဝါးတောက်ရသလိုပဲတရားဓမ္မကိုအတိုင်းဒီဘဝမှာလှပခြင်းလို့ရှိရင်တော့ဖရာရဲ့ဆုံးမဩဝါဒအတိုင်းတကယ်လက်တွေ့ကျင့်သုံးဖို့ကျင့်လို့မရတဲ့တရားဆိုတာမရှိဘူးလက်တွေ့ကျင့်သုံးပြီးကိုယ်စိတ်လေးကိုခိုင်မာအောင်ကြိုးစားအားထုတ်ဖို့ဒါကိုပြောဒုက္ခဒုက္ခလေလူလောကမှာအစဉ်ပြေတဲ့အခါမှာချမ်းသာလို့အစဉ်မပြေတဲ့အခါမှာဆင်းရဲဒုက္ခအကြက်တဲတွေတွေ့အဲ့လိုတွေ့လာတဲ့အခါမှာလည်းပဲဆင်းရဲဒုက္ခတွေကြုံတဲ့အခါမှာ depression မဖြစ်ဖို့စိတ်ဓာတ်မကျဖို့စိတ်သက်သာရတဲ့နိလန်းနေနဲ့တွေးရမယ်မြတ်စွာဘုရားပေးထားတဲ့ general point ကတော့ဘာတုံးဆိုလို့ရှိရင်ဘယ်အရာမှမမြဲဘူးတဲ့တခဏပဲဆိုတဲ့အတွေးလေးနဲ့သိခံပါ